ကဲ YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ထမင်းစားပါအောင်ဗျာဒီနေ့ကတော့ဗုဒ္ဓဟူးနေ့ဗျာနေ့လည်စာလေးပါထမင်းစားကြအောင်ဒါကတော့အရီတောက်ဗျာပဲကြီးနဲ့စူပူရွန်းနဲ့အရီတောက်လေးချက်တယ်ဗျာ share လို့ today special ပေါ့ဗျာပဲကြီးနဲ့စူပူရွန်းနဲ့အရီတောက်ပါtoday special နောက်တစ်မျိုးကတော့ဒါပဇွန်နဲ့ကျွန်တော်တို့ဗာလေကင်မွန်းကျင်နဲ့ဗျာချက်တာ share လို့ပဇွန်နဲ့ကင်မွန်းကျင်နဲ့ချက်တယ်ချင်းဆက်လေးပေါ့ဗျာစက်ချင်းချက်လေး share လို့ဒီအားတော့ကျွန်တော်တို့ဘူသားပဲလေးပေါ့ဗျာကျွန်တော်တို့မန္တလေးခေါ်တာတော့ဘူသားပဲလေးကိုကြော်တယ်ဗျာကြက်ဥလေးနဲ့ဒါတော့ကျွန်တော်တို့ထမင်းစားပြီးအချိုတဲအောင်လို့စိတ်တစ်လုံးသိရသေးပါခင်ဗျာထမင်းစားပြီးအချိုတဲအောင်ကဲအားလုံးပဲထမင်းစားကြပါအောင်တော့ဒါကတော့အင်္ဂါနေ့နေ့လည်စာလေးပါကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်